နေရာခိုင်နေဟုတ်ကဲ့ဗျာဒီမှာနေကြမှာဆိုတော့အဲ့လိုမိသားစုတွေဖြစ်သွားကြရင်အဲ့လိုခေါ်ကပြောရတာလွယ်ကူအောင်မှတ်လို့ရအောင်နာမည်လေးတွေပြောတတ်ကြအောင်ဟောဒါမဲ့ကွာပြောစရာလို့လားသူကြည့်ပါလားဘိုက်ကြီးကပူနေတာဘိုက်ပူမှာပေါ့ဟုတ်တယ်ဘိုက်ပူမအေးမှတ်ထားဟုတ်ကဲ့တမီးတို့လည်းရမှာဘိုက်ပူမှာလို့ခေါ်ရဟလာဟာတူပေးနေမနဲ့တရားစီဖြစ်နေတူပဲဘာကြီးလို့နာမည်ရအောင်ဘယ်ဘာကြီးရမှာလဲဘာကြီးလေငါလေးအကိုကြီးသူကအရက်ကရှိလေဘိုက်ပူမတဲ့ဝတ်သက်ဖြစ်သွားအောင်သူဗျိုင်းမကြီးဟာဟိုသူ့နာမည်ကလေဟိုမျက်လုံးကပြူးနေမျက်ပြူးမနဲ့ပြူးမသူ့နာမည်ဦးငင်းချဟိုဒါနဲ့ကိုကြီးနာမည်ဘယ်လိုခေါ်လဲဘိုက်ကူမိုင်းအဖေမိုက်တီမိုက်တီသူ့အဖေမိုက်တီရဲ့ဘာလို့လဲခင်ဗျာရိုက်ချက်ကဲနေလုတ်ပေးလိုက်ကြကဲလာဘိုက်ပူမနေရမြခန်းဒီခန်းဗျာသွားဗျာမိဘတို့ဤစန္ဒမှာမိမိတို့သားသမီးများသည်အခြားရွယ်သူကလေးများထက်တွက်လက်သည်ချက်ချသည်မှတ်ဉဏ်ကောင်းသည်အသိဉဏ်ကောင်းသည်တော်သည်